silent treatment လုပ်တဲ့ချစ်သူတယောက်ကိုပိုင်ဆိုင်ထားရင်ဘယ်လိုလုပ်ရမလဲလို့ကျမရဲ့ follower တယောက်မေးထားတာလေးကိုပြန်ဖြေပေးကြပါတယ်။တခုခုစိတ်အလိုမကျဖြစ်လိုက်တာနဲ့စကားမပြောတော့ပဲ silent treatment လုပ်တဲ့ချစ်သူတယောက်ကိုပိုင်ဆိုင်ထားရတာကတကယ်တော့စိတ်အယမ်းပင်ပန်းပါတယ်။သူကဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတာကိုတခါတလေမှအဖြေတွေ့ပေမဲ့တခါတလေမှကျတော့ကိုပါလုံးမိလို့လုံးမိလိုက်မှမသိဘူး။ငါဘာမှလုံးမိလို့လဲဆိုပြီးတော့ကိုအဖြေရှာရင်းနဲ့နေရောညပါစိတ်ပင်ပန်းနေရတာမျိုးတွေကြုံမှုကြလိမ့်မယ်ထင်ပါတယ်။အားလုံးမင်္ဂလာပါကျမတို့အီမွေပါအချစ်ရင်းနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးအဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ်။ silent treatment လုပ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားရင်ပထမဦးဆုံးလုပ်ရမှာကတော့ line မချော့ပါနဲ့ကိုက line ချော့လေသူကပိုတိတ်ဆိတ်လေးဖြစ်နေမှာပါပဲကိုက message တွေပို့ဖုန်းတွေဆက်လေသူ့ရဲ့ silent treatment ကအလုပ်ဖြစ်တယ်ဆိုပြီးတော့ဒါကိုပဲခဏပြန်ပြီးတော့ကျင့်သုံးနေမှာဖြစ်ပါတယ်ဒီတော့သူ့ဘက်ကတိတ်ဆိတ်နေတာကိုအခွင့်ကောင်းယူပြီးတော့ကိုယ့်ရဲ့အချိန်ကိုတန်မိုးရှိအသုံးချပါဒီလိုဆိုလို့ရှိရင်သူ့ရဲ့ silent treatment အလုံးမဖြစ်ဘူးဆိုတာသူသိသွားပါလိမ့်မယ်ဒီနေရာမှာတော့သူရှိမှဖြစ်မှာငါ့ဘဝမှာသူမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်ကိုတော့ဖျောက်ထားဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ boundary သတ်မှတ်ဖို့ဖြစ်ပါတယ်ကိုချစ်သူနဲ့စကားပြောတဲ့အခါမှာကိုကဒီလိုတိတ်ဆိတ်နေတာမျိုးကိုသဘောမကျဘူးဘာဖြစ်ချင်လဲဘာလို့အပ်တယ်ဘာလို့ချင်တယ်ဘလို့မျိုးလေးတော့လုပ်ပေးပါဆိုတဲ့စကားမျိုးကိုပဲကျမကိုပြောပါဒီလိုမျိုးစကားမပြောဘဲတိတ်ဆိတ်နေတာမျိုးကခံရခက်စေတယ်ဆိုတာမျိုးကိုကပုံပွင့်နေပြောပြပါနောက်ဆုံးချက်ကတော့ကိုအာယုံဆိုင်ဖို့ဖြစ်ပါတယ်ဖုန်းထိုင်ဆောင်နေတာမျိုးမလုပ်ပါနဲ့တော့သူစီကစကားပြောမှကိုစောင့်ရင်းနဲ့ထိုင်ပြီးတော့ငိုနေတာမျိုးစိတ်ပင်ပန်းနေရတာမျိုးတွေမလုပ်ပါနဲ့တော့ကိုရဲ့အလုပ်ကိုအာယုံဆိုင်ပါကိုဘဝအတွက်တိုးတက်မဲ့အရာတွေကိုပဲအာယုံဆိုင်ပါပြီးရင်ကိုဝါသနာပါရာတွေကိုလုပ်မယ်တကယ်ချင်းနေနဲ့ဖုန်းပြောတာမျိုးမုံစားတာမျိုးကိုပြောအောင်မနေပါသူ့ရဲ့ silent treatment ကအလုံးမဖြစ်ဘူးဆိုတာကိုသူသိအောင်ပဲသက်သေပြလိုက်ပါဒါရီအကုန်လုံးလုပ်ပြီးတာတောင်မှပဲသူ့ဘက်ကပြောင်းလဲဖို့မကြိုးစားဘူးဆိုရင် silent treatment ပဲတစ်ချိန်လုံးဆက်လုပ်နေပြီးတော့ကိုစိတ်ဆင်းရဲအောင်လုပ်နေမယ်ဆိုလို့ရှိရင်တော့ဒီဆက်ဆံရေးကကိုအတွက်တကယ်ပဲတန်မိုးရှိရလားဆိုတာကိုပြန်စဉ်းစားဖို့လိုအပ်ပါတယ်အချစ်ဆိုတာကကိုချစ်တဲ့သူကိုအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်နေရတာမျိုးမဟုတ်ပါဘူးဒါကသင်အတွက်တော့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့ကိုရဲ့စိတ်ချမ်းသာရေးကအရေးကြီးဆုံးဆိုတာကိုတော့သတိရပါဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစုံတရာရသွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မေးချင်တာလေးတွေရှိရင် comment မှာမေးသွားလို့ရပါတယ်။အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိနေတဲ့အတိုင်းဆွေးနွေးချင်တယ်ဆိုရင်လည်းကျွန်မနဲ့101 coaching session ယူပြီးတော့ဆွေးနွေးလို့ရပါတယ်။